သား fashion center ဟိုတနေ့ online မှာတွေ့လိုက်တယ်ပစ္စည်းလည်းအများကြီးဈေးလည်းတန်တယ်ကိုသုံးဝင်ကြည့်အောင်လေ ဘာလို့မှလဲ baby ဟိုနေ့ကမှ baby အိမ်ကိုဝယ်ထားတယ်နောက်ပစ္စည်းမှဈေးတန်ရှားတယ် ဟာကိုအောင်လားဟုတ်ပြီအောင်ဝယ်လာပါ မင်္ဂလာပါရှင်အမိသားစုမှာကျေးဇူးပါတယ်ပစ္စည်းအများကြီးပဲဆုံးနေပါတယ်အားလုံးပဲယုံကြည်တော်ဝင်နိုင်ပါတယ်စီနောက်ရှိထားပြီးအောင်ချနေလို့ quality လက်ကောင်းပြီးစိတ်လက်ချုံလို့ပစ္စည်းအများကြီးလည်းယူရအောင်လို့လာမီတော့စီလမ်းခဲ့ပါပြောဘရင်တော်လမ်းမှာရှုပ်ပြီးတာထန်ချောက်ပင်နာမှာလာမီတော့ဆိုရဲဆိုင်ကြီးရှိတယ်ဆိုင်ကြီးတဲ့ကိုဝင်ကြီးလိုက်ပါဒီပြုံးလေးများနေရဲတဲ့ကြီးတယ်ပစ္စည်းအများကြီးပဲဆုံးနေပါတယ်အားလုံးပဲယုံကြည်တော်ဝင်နိုင်ပါတယ်စီနောက်ရှိထားပြီးအောင်ချနေလို့ quality လက်ကောင်းပြီးစိတ်လက်ချုံလို့ပစ္စည်းအများကြီးလည်းယူရအောင်လို့လာမီတော့စီလမ်းခဲ့ပါပြောဘရင်တော်လမ်းမှာရှုပ်ပြီးတာထန်ချောက်ပင်နာမှာလာမီတော့ဆိုရဲဆိုင်ကြီးရှိတယ်ဆိုင်ကြီးတဲ့ကိုဝင်ကြီးလိုက်ပါဒီပြုံးလေးများနေရဲတဲ့ကြီးတယ်ဆိုင်လိုက်စာလေးကတော့ရှီဗီတာမျိုးနဲ့ခန်းချောက်ပင်လန်းစုံမီးပွိုင်ဒီမှာတည်ရှိပါတယ်ရှင် online ကနေမှယူမယ်ဆိုရင် Viber ဖုန်းနံပါတ်39959655မှာဆက်သွယ်မှအားပေးနိုင်ပါတယ်ရှင်လူသားလည်း လာကြပါစေ ပါစေ ပစ္စည်း